Okay အားလုံးမင်္ဂလာပါဗျကျွန်တော်နာမည် dot trainer ဆရာဇွဲရနိုင်ဖြစ်ပါတယ်ဒါလေးကကျွန်တော်ရဲ့ home service ရန်ကုန်ရဲ့ home service တင်နန်းသားလေးချက်ကြီးလို့ခေါ်ပါဗျာနော်ကျွန်တော်တို့တနေ့ကပြောထားသလိုပဲကလေးကပထမဆုံးရက်မှာတော့ကျွန်တော်သူနဲ့ဟိုနဗန်းလုံးရတဲ့ဘိုင်းတွေပါတာပေါ့နော်သူတင်မိုက်ကိုင်မကြိုက်တာသူလက်တွေပကုံးတွေဂုတ်တွေကိုင်မကြိုက်တာပေါ့နော်ဒါလေးရှိတယ်အဲ့တော့ဒါလေးကတော့ baby တွေကိုကျွန်တော်ဒီဘယ်ပိုင်းအတွင်းမှာပဲသူကျွန်တော်ပြုပြင်တောင်းလဲပေးခဲ့ပြီးဖြစ်ပါတယ်အခုဆိုရင်ကလေးကအခြေခံ obedience ကနေအကုန်လုံးတက်မြောက်နေပြီဖြစ်ပါတယ်လက်စားထဲမှာကျွန်တော်ကဘူးတုဒအနေနဲ့ပြပေးချင်တာကကျွန်တော်ကိုလာမေးကြတယ်ဆရာကြီးအခြေခံမိတ်ဆိုတာဘာကြီးလဲအခြေခံမိတ်ဆိုတာဘာကြီးလဲအခြေခံမိတ်ဆိုတာကျွန်တော်အတူကောက်ပဲပြပါမယ်ထိုင်ထားဝစ်နေဆိုငြိမ်မို့နော်လာဒီ၅ချက်လို့ဒါမများတတ်မှတ်ကြပါဒါပေမဲ့ကျွန်တော်တော့6ချက်တတ်မှတ်ထားပါတယ်လမ်းလျှောက်ရင်ထက်ချက်ဖြစ်ကြပါမယ်ဗျဘာကြောင့်အခြေခံမိတ်တွေမှာထက်ချက်ပါထက်တယ်လဲဆိုတော့ကျွန်တော်တို့ဒီကလေးတွေလမ်းလျှောက်တဲ့ခါမှာကျူးနဲ့လမ်းလျှောက်တဲ့ခါမှာစနစ်တကျလေ့ကျင့်ထားမှုမရှိရင်မလုံလားအဲ့ဒီပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်ဗျနော်အဲ့ဒီအတွက်ဒါတွေကိုကျွန်တော် opinion ထဲမှာအခြေခံအမိန့်တွေမှာထည့်သွင်းထားပါဗျဒါလေးကိုကျွန်တော်တစ်ချက်ချင်းပြပေးပါမယ်နော်ခုဆိုရင်အခြေခံအမိန့်ရဲ့တစ်ချက်ဖြစ်တဲ့ထသွင်းအမိန့်ကျွန်တော်ပြပါမယ်ဂျက်ကီထဒါထနော်ပြင်ထက်ချက်နောက်တစ်ချက်နှစ်ချက်ရှိပြီပေါ့နော်ဒါထက်ချက်ရှောင်းမယ်နောက်တစ်ချက်ထပ်ပြမယ်ထိုင်ဒါဆိုရင်၃ချက်နော်နောက်ချက်ထပ်ပြမယ်ဒါဝစ်ဒါဆိုရင်တစ်ချက်ဖြစ်သွားပြီနောက်ထပ်ပြမယ်ပြန်ထခိုင်းမယ်ထโอเคထက်ချက်လက်တပ်ပြန်လက်ထိုင်ငြိမ်ဒါနောက်ဆုံးတစ်ချက်ဖြစ်တယ်ငြိမ်ဆိုတဲ့အမိတ်ငြိမ်โอเคနောက်တစ်ချက်လာโอเคကျွန်တော်ကကလေးတွေကိုသင်တန်းအတက်ခါမှာကျွန်တော်ကဆရာကြီးအခြေခံမိတ်နေသင်ကြားမှုသင်တန်းလေးအပ်ချင်ပါတယ်အခြေခံမိတ်နေဘာကြီးလဲဆိုတော့ဒီချက်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီကလေးတွေကိုအခြေခံအမိတ်ချက်တွေဆိုပေမဲ့ကျွန်တော်ဒီသူတို့ရဲ့ဉာဏ်ရည်နဲ့လုံနိုင်စွမ်းပေါ်မူတည်ပြီးတော့ကျွန်တော်ဒီပြုပြင်ဆရာရှိတော့ပြုပြင်ပေးပါတယ်ကျန်တဲ့ activity လုံဆောင်ချက်တွေကိုလည်းကျွန်တော်ထည့်သွင်းပြီးတော့သူတို့ရဲ့လုံနိုင်စွမ်းပေါ်မူတည်ပြီးတော့ကျွန်တော်ဒီသင်ကြားပေးတော့ပါတယ်ဗျာနော်ထိုင်ဒီလက်စားကျွန်တော်ပြောချင်တာဒီကျိုးကြီးကိုကျွန်တော်တို့ကနောက်ဆွဲချမှခလေးကိုထိုင်ခိုင်းတာကျိုးကြီးကိုဆွဲချမှဝစ်တာမျိုးကျွန်တော်ဒါဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီကျိုးကင်ချင်းဒီအခြေခံ first step အနေနဲ့ပဲကျွန်တော်တို့ဒီအရင်ဖြစ်သုံးတာပါကျိုးကြီးဆွဲချမှထိုင်တာကျိုးကြီးကိုအောက်ဆွဲချမှဝစ်တာမျိုးတော့မဆိုင်ပါဘူးဗျာနော်โอเคလက်ပေး yes ဒီမှာတော့ကျွန်တော်လက်တွေ့ပြပြမယ်ကျွန်တော်ကျိုးမကင်တာပါဘူးဒီအမှဝစ်ခိုင်းပါမယ်ဒါချက်ကီဝစ်တေချာဝစ်ရပြီထိုင်ဝစ်โอเคတော်တယ်ငါသားနော်โอเคထနော်ကျိုးကျွန်တော်အရန်ဖြစ်ပဲကျွန်တော်သုံးတာပါအခြေခံမိတ်ဖြစ်တဲ့အတွက်ကျိုးအရန်ဖြစ်ပဲသုံးတာပါနော် advanced training ဆိုတော့ကျွန်တော်တို့ကကျိုးကလုံးဝဘာမှမသုံးတော့ဘူးနှုတ်နယ်ပဲကျွန်တော်ခိုင်းတော့မဖြစ်ပါဘူးနော်ဥပမာထိုင်โอเคဝစ်ဒီကလေးတို့ဒါကျွန်တော်အခြေခံမိတ်နာခံမှုတင်တဲ့အပ်ထားတဲ့ကလေးဒါပေမဲ့သူဒီအခုကျိုးတော်တိတ်မလိုတဲ့အနေအထားကြီးဖြစ်လာတယ်ပေါ့နော်โอเคထโอเคထိုင်ရပြီရက်လက်တပ်ပြန်လက်တပ်ထိုင်โอเคငြိမ်လက်ပြီး yes တော်ရဒါဟုတ်ကဲ့ဒါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒါလေးကကျွန်တော်ကလေးနဲ့ပတ်သက်ပြီးတော့အခြေခံအမိတ်တွေကဘာကြီးလဲဆိုတာကိုကျွန်တော် knowledge sharing လာပြီးပြပေးပြောပေးတာပါဗျနော်ဟုတ်ကျေးဇူးပါ